ဒီတစ်ခါမှာတော့လုပ်ငန်းသုံးဖို့အတွက်အရန်ကိုအဆင်ပြေတဲ့ Forland M3 4108 QBZL A3 ရဲ့အားသာချက်နဲ့အသုံးဝင်ပုံတွေကိုထွန်းပြပြပေးသွားမှာဖြစ်ပါတယ်။ Forland M3 4108 QBZL A3 မှာဆိုလို့ရှိရင်ခေါင်းလန် hydraulic စနစ်ပါဝင်တဲ့အတွက်ကြောင့်အတင်ချကိုပုတ်ပုတ်ပပပြုလုပ်နိုင်မှာဖြစ်ပါတယ်။ဒီကားကစီစားတက်တာပြီးတော့ဝင်တင်အားအနေနဲ့လည်းကျင်းပေါင်းများစွာကိုတစ်ခေါက်ထဲနဲ့တင်ဆောင်နိုင်ပါတယ်။ဒါအပြင် braking system ပါဝင်ပြီးတော့ light တန်းတွေလည်းပါဝင်နေပေါ့နော်။ gear အနေနဲ့ကလည်းအရှိ8ချက်အနောက်2ချက်အသုံးပြုနိုင်တဲ့အတွက်ကြောင့်မောင်းရတဲ့အခါမှာပုံမလွယ်ကူပြီးတော့အဆင်ပြေစေမှာပါ။ ဘာရီဆောင်ချက်4ချက်အပြင်ဒန်းလန်ရရင်လည်းစင်ဆာနဲ့ဖြတ်တောက်တဲ့စနစ်ပါဝင်မှာဖြစ်ပါတယ်။ထူးခြားချက်အနေနဲ့ကဒီကားအတွက်ဆိုလို့ရှိရင်ကားညနာတန်ပေါက်က21တန်ထိပေးထားတာဆိုတော့ကတ်တားဖြတ်တဲ့နေရာမှာလည်းပို့ပြီးတော့အဆင်ပြေသွားတာပေါ့နော်။အားသာချက်တွေအနေနဲ့ကျယ်ဝန်းတဲ့အတွင်းခန်းအပြင်တောင့်တင်းခိုင်ခန့်တဲ့ body ကိုလည်းပိုင်ဆိုင်ထားပါသေးတယ်။ဒါအပြင်ဘယ်မောင်းမျိုးစားဖြစ်ပြီးတော့စွမ်းအားမြင့် engine နဲ့အရေးသွေးကောင်းမွန်တဲ့တာယာတွေကိုလည်းအသုံးပြုပေးထားပါတယ်။ဒါကြောင့်လုပ်ငန်းသုံးကားလိုအပ်နေပြီဆိုလို့ရှိရင်တော့ Forland M3 Dan Truck 4108 QBZL A3 ကိုရွေးချယ်လိုက်တော့နော်။